โอเคအားလုံးပဲမြင်ကြလားပါကျွန်တော်တို့ဒီနေ့ကွင်းထဲမှာတော့အကျန်းဆုံးလောက်ပြမဲ့ကောင်ကြီးဖြစ်ပါတယ်ဒါကတော့မပြိုင်သေးဘူးပေါ့နော်ကျွန်တော်တို့ဒါစမ်းမောင်းမဲ့အနေထားမှာကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ဗျဖီလန်ပေးမောင်းနေတဲ့အချိန်မှာသူ့ရဲ့အမြန်ဆုံးသူ့ရဲ့ speed ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်မယ်ဗျဒီပွဲမှာတော့ဒီနေ့ကတကောင်ကြီးအကျန်းဆုံးဖြစ်မဲ့ကောင်ကြီးပါH2 fan တွေအတွက်ကတော့လုံးဝအိမ်မက်ပဲဗျာစကန်တစ်ချက်ရှိုးမယ်ဗျာ 9.6 โอเคသူ့ရဲ့ပြိုင်ဘက်ကတော့ဘယ်သူဖြစ်မလဲဆိုတော့ကျွန်တော်တို့ညနေကျရင်တော့သိရမှာပေါ့နော်